အားလုံးပဲမင်္ဂလာပါကြောက်စိမ်းဖြတ်သားလိုင်းကိုလုံးမယ်ဆိုတဲ့မိတ်ဆွေများအတွက်ဘာတွေကိုအဓိကထားပြီးလေ့လာရမလဲအဲ့ဒီဟာတွေကအရှိကန်ကြတဲ့အချက်လက်တွေကိုကျွန်တော်ရှင်းပြပေးချင်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြောက်စိမ်းမှာဖြတ်သားလို့ပြောလိုက်ပြီးဆိုရင်အခုလိုမျိုးဖြတ်သားကောင်းတာတွေရှိတယ်ပြီးတော့ကျွန်တော်တို့ဒါအသားတန်းမကောင်းတာတွေလည်းရှိတယ်ပြီးတော့ဟိုမရောက်ဒီမရောက်ပေါ့နော်သကောစကအသားတန်းတွေလည်းရှိတယ်အဲ့တော့ပြောချင်တာကဘေးအသားတန်းပဲဖြစ်ပါစေကျွန်တော်တို့ကအတွင်းထဲကအသားကိုကျွန်တော်ကကြည့်ပြီးတော့ဝယ်ရတာဖြစ်ပါတယ်ကြောက်သားကြောက်စီပြီးတော့သူ့ရဲ့ကာလာအယောင်အစင်ပြီးတော့သူ့ကြောက်သားရဲ့ပွင့်အားလင်းအားပေါ့နော်ဒီလိုအရာတွေကိုတက်ဆက်ပြီးတော့ဝယ်ရတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ကအရင်ဆုံးဖြတ်သားကိုလုံးမယ်ဆိုတဲ့မိတ်ဆွေတွေကသူ့ရဲ့ဒီအသားတန်းကိုမြင်တာနဲ့သို့မဟုတ်ဒီလိုမျိုးမီးထောက်လိုက်တာနဲ့အသားတန်းတွေကိုကျွန်တော်တို့ကခွဲခြားနိုင်ဖို့လိုပါတယ်ဥပမာဆိုကြပါစို့ကျွန်တော်တို့ကြောက်ကခါသားလားခတန်လားခါတန်တန်လားဒါမှမဟုတ်ကျွန်တော်တို့ကကြောက်သားမြင်းနယ်ထဲမှာပါတာလားညှက်လျှောလားတိန်ကိုလားဒါမှမဟုတ်ကျွန်တော်တို့ကြောက်သားချွဲတာလားပြီးရင်အသက်ဆန်းလားရေခဲသားလားဘော်ဒီသားလားဝက်သက်စီသားလားဒီလိုမျိုးအမျိုးမျိုးပေါ့နော်အသားထဲမှာဆိုရင်လည်းပုံတံအမျိုးမျိုးနဲ့ဖြစ်တည်မှုအဆင့်အမျိုးမျိုးရှိပါတယ်အဲ့ဒီအပြင်မှာအဲ့ဒီအသားအပြင်အသားရဲ့အတွင်းထဲမှာကြောက်စီပါမပါပေါ့နော်ဒါမျိုးတွေကိုလည်းကျွန်တော်တို့ကကြည့်ရဖြစ်ပါတယ်ကြောက်စီဆိုတာကဘယ်လိုဟာဥပမာပြောရလဲဆိုရင်ကျွန်တော်တို့လူနှစ်ယောက်မှာအသားဖြူတာချင်းတူတယ်ဆိုရင်တော့တယောက်ကအသားခြောက်နေတယ်တယောက်ကကျတော့အသားလေးကစိုးနေတယ်ဒီလိုလက္ခဏာမျိုးကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့အသားဆိုတဲ့သူကကျွန်တော်တို့ကြောက်မှာဆိုရင်ဒါကြောက်စီပါတဲ့ကြောက်ပေါ့နော်ကြောက်စီပါပြီးတော့စူစူအီလေးနဲ့လှနေတဲ့ကြောက်ဒီလိုကြောက်မျိုးကိုဆိုလိုတာပါဒါမျိုးဆိုရင်ဒါကြောက်စီပါတဲ့ကြောက်ပေါ့နော်အဲ့ကျတော့မိတ်ဆွေတို့အနေနဲ့အတွင်းထဲကအသားတန်းအစင်းစင်းတွေကိုလည်းလေ့လာရမယ်ပြီးပြီဆိုရင်အဲ့ဒီအသားတန်းအစင်းစင်းအပြင်ကိုအယောင်အစင်းတွေကာလာတွေအဲ့ဒီအသားရဲ့အတွင်းထဲမှာဝင်နေတဲ့အမြုပ်အဆန်အညိရမ်းစံနောက်တစ်ချက်ခွေးရိုးပြီးတော့မဲ့ကျွန်တော်တို့ပြီးတော့ငရှိတ်ဖားဥတွေကျွန်တော်တို့မမြင်ရနိုင်တဲ့မကောင်းတဲ့လက္ခဏာတွေဒီလိုဟာတွေကိုလည်းကျွန်တော်တို့ကသိဖို့လိုပါတယ်အဲ့ဒီလိုဟာတွေကိုသိပြီဆိုမှဒီဖြတ်သားကိုဝယ်လို့ရမှာပဲဖြစ်ပါတယ်ပြီးတော့ဖြတ်သားကိုဝယ်ပြီးဆိုရင်တော့မပြီးသေးပါဘူးဒါဆိုရင်တော့ဒါပပလေးမလို့ပေါ့နော်တချို့ဖြတ်သားတွေဆိုရင်အခုလိုမျိုးဖြတ်သားတွေဆိုအတုံးကြီးတွေရှိတယ်ပေါ့နော်ဒီလိုအတုံးကြီးတွေဆိုကျွန်တော်တို့ကဒီအခွန်ကိုလည်းနားလည်ဖို့လိုပါတယ်အဲ့ဒီအခွန်ကိုလည်းကြည့်ပြီးတော့ရမ်းလျှော်အခွန်တွေကိုကြည့်ပြီးအဲ့ဒီမှာပါတဲ့မန်းတွေကိုကြည့်ပြီးတော့ဒီအခွန်နဲ့ဒီဖြတ်ထားတဲ့နှစ်ခုဂျားထဲမှာကောဘလို့ပုံစံဖြစ်နိုင်လဲဘလို့ပုံစံတွေဖြစ်တည်နိုင်လဲဒါတွေကိုကျွန်တော်တို့ကလေ့လာရမှာဖြစ်ပါတယ်နားလည်ရမှာဖြစ်ပါတယ်အဲကြောင့်မိတ်ဆွေတို့အနေနဲ့ဖြတ်သားလုပ်မယ်ဆိုရင်ဘာကိုလေ့လာရမလဲဆိုရင်အတွင်းထဲကကြောက်အသားတဲ့အစင်းစင်းတွေကိုလေ့လာရမယ်အတွင်းထဲကကြောက်အသားရဲ့အတွင်းထဲမှာဘာတွေမကောင်းတဲ့လက္ခဏာတွေပါလဲမပါဘူးဆိုတော့လေ့လာရမယ်ကြောက်စီကောင်းမကောင်းကိုလေ့လာရမယ်အဲ့ဒီဟာပြီးပြီဆိုရင်လည်းအခွန်ရဲ့ပုံတံရမ်းလျှော်အခွန်ဒီဟာတွေကိုလေ့လာရမှာဖြစ်ပါတယ်အဲ့ဒါမှပဲဒါတွေကိုနားလည်မှပဲကိုကဖြတ်သားတွေကိုလုပ်မယ်ဆိုရင်အမားနည်းနည်းနဲ့တည်တည်ချာချာလုပ်နိုင်မှာဖြစ်ပါတယ်ဒါတွေကိုနားမလည်ပဲလုပ်တယ်ဆိုရင်တော့သေချာပေါမှားအောင်ပါလို့ပဲပြောချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်